လုံးမင်္ဂလာပါရှင်။ Kitten Story တိုင်းအနေနဲ့ကြိုဆိုလိုက်ပါရနော်။ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့စာရေးသူနီးရရေးသားထားတဲ့ Ego ဆွဲဝတ္ထုလေးပဲဖြစ်ပါတယ်။ဒါလေးကတော့ဝတ္ထုတိုလေးပေါ့နော်။ဒါအကြောင်းရပထမဆုံး audio book လေးဖြစ်တဲ့အတွက်ဝတ္ထုတိုလေးကိုပဲရွေးချယ်ထားလိုက်ပါရရှင်။ဆိုတော့အားလုံးပဲနားဆင်ခံစားပေးကြပါအောင်နော်။လွတ်တော်နာယကကြီးလွတ်တော်ကိုယ်စားလှယ်များတက်ရောက်လာကြသောဂုဏ်တည်ရှိဧည့်သည်များနှင့်နိုင်ငံသူနိုင်ငံသားများခင်ဗျာ TV ဖန်သားပြင်ထက်မှထွက်ပေါ်လာသောဩဇာပါသည့်အတန်ကြီးကြီးကြောင့်သူအလုံးလုံးနေရမှမောကြည့်လိုက်မိသည်ညလုံးပေါက်အလုံးလုံးခဲ့ပြီးယခုထက်တာအနားမယူရသေးတော့လေအမြင်တို့ကဝါမနေသလိုအကြအာယုံကလည်းမှားမနေပါဖန်သားပြင်ထက်ပေါ်နေသည်ကလောလောလဲလဲလှုပ်သွားသောရေကောက်ပွဲမှာရွေးချယ်ခန့်အပ်ခြင်းခံရသည့်နိုင်ငံတော်သမ္မတအသည့်မိန့်ခွန်းပြောကြားခြင်းအစီအစဉ်ဖြစ်သည်။မောင်ရှင်ထဲမှလှလိုက်လဲလဲတန်းတာကခေါ်ဆိုမိသွားသည်။မိန့်ခွန်းပြောကြားနေသောအမျိုးသား၏မျက်နှာငေးကြည့်နေမိသည်။အော်ရွှေကောက်ပွဲတော်ပြီးသွားပြီပဲ။မောင်တို့ပါတီနိုင်သွားသည်ကိုလည်းမသိလိုက်မောင်သမရအဖြစ်ရွေးချယ်ခံလိုက်ရသည်ကိုပင်ယခုတည်းမကြည့်မိပါကသိလိုက်မိမဟုတ်ရွှေကောက်ပွဲနေ့ကိုလည်းမသိခဲ့သလိုမဲလည်းတော့မထက်ပြစ်ခဲ့တီကြီးလေးနဲ့စားဖြင့်မိန်ခွန်ချွေနေသောမောင်ကိုကြည့်ရင်မောင်နှင့်သူအဆက်အသွယ်ပြတ်သွားတာ3လနီးပါးလောက်ရှိပြီဟုခံမှန်းမိသည်တီတီကြကြတော့သူလည်းမသိနေ့ကိုလည်းမှတ်မထားမိပါလွန်ခဲ့သော8နှစ်စတွေ့စဉ်ကလေးကလက်ရှိအချိန်ကာလအတွင်းမောင်နှင့်သူပထမဆုံးအဆက်အသွယ်ပြတ်သည့်အထိပြဿနာဖြစ်ခဲ့ကြခြင်းမောင်ကလည်းတစ်ချက်မျှမဆက်သွယ်ခဲ့သလိုသူကလည်းတစ်ချက်မဆက်သွယ်ခဲ့ဘယ်သူမှလည်းမသိပေမဲ့နှစ်ဖက်လုံးမှားသည်ဟုပဲယူဆခြင်းသည်ငင်ကအတ္တသိကြီးတယ်နောက်ဆုံးတွေ့ခဲ့သည့်နေ့ကနောက်ဆုံးစကားအဖြစ်မောင်ပြောခဲ့သည့်စကားအဲ့တော့သူရောပါပြန်ပြောခဲ့လေမောင်မလည်းငါထက်မလျော့တဲ့အတ္တရီနဲ့ပါခုငါအလုပ်ပြန်လုပ်ရတော့မယ်ကျောင်းသားကြီးစောင့်နေပြီခုနောက်မောင်ကိုနှုတ်ဆက်ကြောခိုင်းကသူကအရင်ထွက်လာခဲ့လိုက်သည်ထို့နောက်တွင်တော့မောင်နှင့်သူကြားအဆက်အသွယ်မရှိတော့သူလဲကျောင်းသားတွေရဲ့ဆောင်မွေးတွေနဲ့ MBA တခုအတွက်စူးစမ်းနေရသည်မို့တစ်ချက်မအားလက်ခဲ့သိန်းရာနှစ်ချီကုန်ပြီဖြစ်သောကြောင့်အလုပ်ချိန်ကိုတစ်နေ့15နာရီပြည့်အောင်လုပ်သည်အချိန်ပိုင်းအနေနဲ့နေရီစင်းကလိုက်ဟောပြောသည်အွန်လိုင်းမှာ training ပေးသည်နားသည့်အချိန်တိုင်းစာလေ့လာသည်အိတ်ချိန်အလုံးလောက်မရတော့လေသူ့မှာပင်ပန်းချိန်ညီးချိန်မရှိခဲ့ပါကုန်ပြောရရင်မောင်ကိုပင်တတိယဖို့အချိန်မရှိခဲ့သူ့ပေသည်သူမောင်ကိုမချစ်တာမဟုတ်အရင်ချစ်ပါသည်သို့တော့သူနှင့်မောင်ကရှောက်လန်းရပန်းနိုင်ခြင်းမတူညီသလိုတယောက်ပန်းနိုင်ကိုလည်းတယောက်စိတ်မဝင်စားခဲ့ဆွေးနွေးညှိနှိုင်းမှုတို့လည်းမလုပ်နိုင်ခဲ့ပါဒါကစပိုင်းတော့ဟာတာဆန်ဆန်ဖြစ်ခဲ့ပေမဲ့ရေရှည်မှာအဆင်မပြေတော့မောင်ကနိုင်ငံရေးအကြောင်းတွေဆွေးနွေးတိုင်းသူဘာမှသိနာမလဲခဲ့စီးပွားရေးနဲ့ပတ်သက်သည့်များကိုသာသိပြီးကျန်တာစိတ်လည်းမဝင်စားခဲ့ငါနိုင်ငံရေးနားမလည်ဘူးမောင်ငါသိတာကငါလုပ်ရင်ငါရမယ်ငါရှာရင်ငါစားရမယ်ဒါကိုပဲသိတယ်မင်းတို့တွေအကြီးကြီးပြောင်းလဲချင်တာတွေကိုလေငါနားမလည်ငါမြင်ပြောရရင်ငါတို့ပြည်သူတွေကိုမင်းတို့ဘာမှပြောင်းလဲလို့မရဘူးမောင်မင်းတို့ဘလောက်ကြီးအချီကြီးတွေးထားတာပြည်သူတွေကမင်းတို့ပုံသွင်းသွားမှာပဲပြည်သူနဲ့လိုက်တဲ့အစိုးရကိုပဲပြည်သူကပြန်ရလိမ့်မယ်လို့ငါတွေးငါကငါကိုငါပဲယုံနေဘယ်အစိုးရကိုမှမြောက်ကိုနေမှာမဟုတ်ဘူးမောင်ထို့သောဖြင့်မောင်အမြင်နဲ့သူ့အမြင်အမြဲကွဲပြားနေခဲ့ကဆွေးနွေးတိုင်းအခြေအတင်စကားများနဲ့သာအဆုံးတက်ခဲ့ရသည်သူ့ဘက်ကတော့ဒီလိုတွေမဖြစ်ချင်၍မောင်ကိုပြောခြင်းဆွေးနွေးခြင်းတိတ်မလုပ်ခဲ့
စီးပွားရေးနှင့်နိုင်ငံရေးသည်ဆက်ဆက်နေပါတော့လေမောင်နှင့်သူကတော့အမြဲညင်းနေရစမြဲထို့သောကတောက်ကစားအများကြီးဖြစ်ခဲ့တော့လေဆက်အသွယ်ပြတ်ခြင်းမရှိခဲ့သူရောမောင်ရောကရန်ဖြစ်ထားသည်ကိုပင်မိကပြန်ခေါ်တတ်ကြစမြဲသူတို့ရာတတိယလူမဝင်လာခင်အထိပေါ့ဟိုအကြောင်းတွေးမိတော့ရှင်ထဲကစစ်ကနေနာသည်နှိုင်းပြောတာမဟုတ်မှန်းသိပါတော့ညာနှိုင်းပြောသည်ဟုခံစားရသည်မို့ဟိုအထစ်တို့ကဖြစ်သွားခဲ့သည်သူတို့ရှင်သန်နေကြသောခေတ်တွင် LGBT supporter ဆိုတာတွေမရှိကြတော့ဒါတွေကလွန်ခဲ့သောနှစ်90လောက်ကရှိခဲ့သည်ဟုစာအုပ်တွေထဲဖတ်ခဲ့ဖူးသည်လူကြီးသူမတွေပြောရလဲကြားဖို့ပါသည်ယခုခေတ်တွင်ဘာတတ်မှတ်ချက်ခွဲခြားမှုမှမရှိတော့လိင်တူချစ်ချင်းအချောက်စသည့်အသုံးနှုန်းများလည်းမရှိတော့လွန်ခဲ့သောတစ်ခေတ်တစ်ခါကတော့ထိုးသို့ခွဲခြားခဲ့ကြပုံရပေမဲ့ယခုအခါဒါမျိုးတွေကအထူးအဆန်းမဟုတ်တော့အထူးတလဲသဘောကျသူထောက်ခံအားပေးသူရှုံချသူများလည်းမရှိပွင့်လင်းမြင်သာသောခေတ်ဖြစ်ပြီးမည်သူမဆိုအရေးချင်းရှိပါကနိုင်ငံတော်အကြီးအကဲပင်ဖြစ်တော့လေမည်သူမှရှုံချကန့်ကွက်မိသူမရှိအရေးအချင်းကစကားပြောသောခေတ်ဖြစ်သည်မဆုံထူးချွန်ဆိုတာအယူစကားပါမောင်ရဲ့ဖះမှမဟုတ်ပဲလေမဆုံထူးချွန်ချင်းယူသွားဖို့ပဲရှိတယ်ဘဝတစ်ခုမှအချိန်အဲ့လောက်မများဘူးမောင်ငါလည်းငါမကြိုက်တဲ့နေပေကိုလိုက်လေ့လာဖို့အချိန်မရှိဘူးငါနေပေကနေတော့ကိုကြီးနိုင်နေမှာဒါပေမဲ့ငါမောင်နဲ့ဆွေးနေနိုင်မှုတတိတတန်တော့လိုက်လေ့လာမပေးနိုင်မောင်ဘက်ကသူနားမလဲသည့်နေပေအကြောင်းထွက်လာတိုင်းထို့သို့အမြဲပယ်ချခဲ့သည်အခြေအတင်ဖြစ်ခဲ့သည့်ဖြစ်ရများကိုတစ်ခုချင်းစီသတိရသွားသည်မို့သူခက်တဲ့ပြုံးမိလိုက်သည်ခန္ဓာပြင်ထက်မှလက်ခုပ်ဩဘာပေးတဲ့များကြားလိုက်ရသည်မို့တီတို့ကပြစ်စုံပန်ကာလစီပြန်ရောက်လာသည်လွတ်တော်ထဲမှသူများအားလုံးမတထားရလိုက်ကြသည်ကိုတွေ့ရပြီးနောက်နိုင်ငံတော်သမ္မတကြီးပြန်လည်ထွက်ခွာပါပြီခင်ဗျာကြေညာချက်အစုံလေကတုံးအဖြူထက်ပင်ဒီတိုက်ပုံထပ်ဝစ်စင်ကခေါင်းပေါင်းပစိုးစသည်ဖြင့်ဝတ်ဆောင်ပြီးဝတ်ဆင်ထားသောမောင်ကရှေ့မှဦးဆောင်ထွက်ခွာပြီးသူ့နောက်တွင်လည်းဝတ်ဆောင်ပြီးနှင့်လူတစ်ယောက်ပါသွားသည်ထို့နောက်အစီအစဉ်ပြီးဆုံးသွားပြီမို့ကြော်ညာများဝင်လာတော့သည်မျက်လုံးများကကျဉ်းဆက်လာသည်မို့သူအိပ်ရတော့မည်အချိန်ကြာလာမယ်သိလိုက်သည်ရှာပပအားလိုက်ရမှုအပြေဝနာယူဖို့စဉ်းစားလိုက်တော့လေခေါင်းထဲတွင်မောင်နှင့်ပတ်သက်သည့်အကြောင်းအရာများသာပြည့်နှက်နေသည်လွန်ခဲ့တဲ့8 နှစ်ရက်ကိုအတီးအကျမမှတ်မိတော့လေမိုးရွာသောနေ့တစ်နေ့ဖြစ်ကြောင်းတော့သူမှတ်မိပါသည်ထိုနေ့ကစီးပွားရေးနှင့်ဆိုင်သောစာအုပ်များကိုရှာဖို့သူ့ဆရာညွှန်ခဲ့သည့်စာကြည့်တိုက်သို့သွားခဲ့ခြင်းသူကနေ့ရက်များနှင့်လမ်းများကိုသိမ့်မမှတ်မိသူတေချာမှတ်ထားလေမေ့တတ်သူရေပုံကြည့်ရင်အမြဲလေတတ်သူတခုကိုရှာဖွေရရင်ညံ့တော်သူထိုနေ့ကလည်းထိုစာကြည့်တိုက်ကိုရောက်ဖို့လူပေါင်းစုံကိုမေးခဲ့ရသည်စာကြည့်တိုက်ထဲကိုရောက်တော့ခွဲခြားပြထားသည့်လမ်းညွှန်များကိုမမြင်ပဲနိုင်ငံရေးနှင့်ပတ်သက်သည့်အတန်းတွေသို့ဝင်မိသွားသည်တောင်းတတောင်းတွင်ထိုင်ကစာအုပ်ဖတ်နေသူအားလည်းသတိမထားမိခဲ့တအုပ်ကိုင်းလည်းနိုင်ငံရေးနှစ်အုပ်ကိုင်းလည်းနိုင်ငံရေးမို့စိတ်ပြက်လက်ပြက်ဖြစ်ကသတိမမူမိပဲထိုင်နေသူကခလုတ်ပင်ဝင်တိုက်ခဲ့သည်သူပဲခလုတ်ဝင်တိုက်သူပဲချော်လဲဖြစ်သွားသည်မို့ပါဇက်မှအာမေရိတ်ပေါင်းစုံနှင့်တောင်းပန်စကားမျိုးစုံထွက်သွားသည်ထို့နောက်မှလှည့်ကြည့်လိုက်တော့ခက်ပြုံးပြုံးကြည့်နေသောအညူရောင်မျက်ဝန်းများနှင့်စုံသည်မို့သူလည်းပြန်ပြုံးပြလိုက်သည်မြန်မာလား
မိခင်ဘာသာစကားကိုပြပြတတ်တာပြောကမိလာသူကြောင့်သူဝမ်းသာအားရဖြစ်မိသွားသည်နေခဲ့တဲ့နှစ်တွေမှာတီးခဲ့ရသူများထဲတွင်မြန်မာတယောက်မှမပါခဲ့စာကြည့်တိုက်ထဲတွင်မို့နှစ်ယောက်သားအတန်တိုးတိုးဖြင့်စကားပြောပြကြရင်တစ်ဖက်လူကနိုင်ငံရေးသိပ္ပံတက်နေသူဖြစ်ကြောင်းသိလိုက်ရသည်ဒီမှာနိုင်ငံရေးနဲ့ဆိုင်တာတွေပဲရှိရလားငါရှာနေတာဒါတွေကြီးပဲညင်ညူသလိုဆိုကမီးလိုက်ပြီးတော့ဖြူပွေးသောသားများနှင့်ဘဲဘက်ပါပြင်မှပချိုင်ခွက်ပေါ်သည့်အထိရေတော့သည်ဟေး library ထဲမှာလေပတိပြေးသလိုဆိုမိကရှင်နေသောသူ့ပါဇက်ကိုလက်တစ်ဖက်ဖြင့်အမြန်အုပ်မိသွားတော့သူကလက်ကောက်ဝတ်ကိုစောက်ကင်ကအတန်တိတ်ဆက်ရည်သည်ဟိုနောက်မှထိုင်နိုင်ငံကြီးအတန်းလီကွာရှေ့မှာလမ်းကြုံဆိုင်ဖို့တွေကိုမဖတ်ခဲ့ဘူးလားပြောလာတော့မှမျက်နှာရေးရေးဖြင့်ကျေးဇူးတင်စကားဆိုကသူညွှန်ပြရဘက်သို့ထွက်လာခဲ့လိုက်သည်လေးလာစရာရှိသည့်များကိုလေးလာအပြီးညနေရောက်သွားသည်စာကြည့်တိုက်အပြင်ရောက်တော့မှတ်မိသလောက်အထိလမ်းလျှောက်လိုက်သည်လမ်းစုံနေရာတစ်ခုအရောက်ဘယ်ဆက်သွားမှမသိတော့မေးစရာလူလည်းမရှိညာဘက်ပဲချိုးတော့မယ်အချိန်တို့ကတရွေ့ကုန်လာသလိုသူလည်းလမ်းရှာမတွေ့သည်ဟိုလူမေးဒီလူမေးနှင့်သူပဲအမှတ်မှားသည်လားမသိဖြစ်ချင်တော့သူနေသည့်နေရာ၏လမ်းအမိကိုပါမေ့သွားခြင်းအခန်းပေါ်ကိုဖုန်းဆက်တော့လည်းမကိုင်ဖုန်းကင်သည့်အထိလမ်းလျှောက်ဖို့သာရှိတော့သည်လမ်းပြောင်းနေရလားရင်းနှီးသောအတန်ကြီးကြီးကြောင့်လှည့်ကြည့်လိုက်တော့မနက်ကသူဦးတီချမ်းမရှိရှောက်နေလို့ခံစားမိလို့ထပ်ပြောလာသည်မို့မငြင်းမိတော့ဘလို့ယုံကြည်ချက်ဆောင်မှမသိခေါင်းညှိမိသွားသည်နှစ်ယောက်သားဆိုင်တစ်ဆိုင်ဝင်ကကော်ဖီတောက်ရင်စကားပြောမိကြသည်အော်မိတ်ဆက်ဖို့မိနေရငါနာမည်ကကုံဆောင်နာမည်ပြောကခက်ပြုံးပြုံးနဲ့လက်ခံပြီးလာသူကြောင့်ကျူးရင်မှာကမ်းပြီးထားသောလက်ကိုစုပ်ကိုင်ကအနှင်းငယ်လှုပ်ခိုင်းရင်ပြန်မိတ်ဆက်လိုက်သည်ထို့နောက်နှစ်ယောက်သားကိုယ်နိုင်ငံ၏အခြေအနေအကြောင်းပြောကြရင်ခံယူချက်ရည်ရွယ်ချက်စိတ်ထားဘာမှမတူသည်ကိုသိရတော့ရေဖြစ်ကြသည်ထို့နောက်အခန်းပေါ်ကဖုန်းဆက်လာသည်မို့နေရာသိသွားသည်ပြန်ခါနီးဖုန်းနံပါတ်လေးလိုက်ကြသည်ပြီထို့နောက်တွင်တော့စာကြည့်တိုက်တွင်ဆုံတိုင်းမုတ်စာဖြစ်ကြကစကားတင်ပြောကြရင်ပို၍ရင်းနှီးခဲ့ကြသည်ညတိုင်းဖုန်းပြောပြကြသည့်အထိအဆင့်တက်လာပြီးနောက်မင်းတို့သဘောကျတယ်တွေ့ကြည့်ရအောင်ယောက်ျားတစ်ယောက်ဖြစ်သည်မို့မူနေစရာလည်းအကြောင်းမရှိကိုလည်းသူ့ကိုစိတ်ဝင်စားနေတာပဲမို့တွေ့ကြည့်တာအရှုံးလည်းမရှိပါအစမပြေပြလိုက်ရုံပဲဒါကယနေ့ခေတ်ခံယူချက်သဘောထားပဲတွဲပြီးနှစ်သက်တမ်းအကြာတွင်အပြန်အလှန်ချစ်ကြောင်းဝန်ခံပြကြသည်မောင်နှင့်ငယ်ဆိုသောအတော်အနှုံဖြင့်ချစ်သူဘဝကိုစတင်ခဲ့ကြသည် Living Together စနေပြကြသည်သူတို့ကြားတွင်ရိုးခွဲထားခြင်းမရှိ၄နှစ်တာအတူတကွကုံဆုံးကြပြီးနောက်မွေးရမြေသို့သူကအရှင်ပြန်ရောက်လာခဲ့သည်မကြာမီကာလတွင်မောင်ကလည်းပြန်ရောက်လာခဲ့သည်မြန်မာပြည်ပြန်ရောက်တော့သူတို့နှစ်ယောက်တိတ်မတွေ့ပြေပြန်ရောက်လာတော့မှမောင်မိသားစုအတိုင်းဝိုင်းသည်ဂုံတီရှိအတိုင်းဝိုင်းတွေကမှသိလိုက်ရသည်နိုင်ငံရေးတွင်နာမည်အတော်ရပြီးနေရာရထားသောမိသားစုမှဖြစ်သည့်အပြင်မောင်ကိုယ်တိုင်၏ပညာရေးအရေးချင်းရရှိထားသောဘွဲ့များနှင့်ထက်မြက်မှုတည်ကြည်ဖြောင့်မတ်မှုများကြောင့်မောင်သည်နိုင်ငံရေးလောကတွင်နေရာတစ်ခုရလာခဲ့သည်မောင်နှင့်အပြင်မှာသာတိတ်မဆုံဖြစ်တော်လဲပရာဟိတလုပ်ငန်းများဟောပြောပွဲများအလှူဒန်းနှင့်ပတ်သက်သောကိစ္စရပ်များ
နိုင်ငံရေးအကြောင်းဆွေးနွေးပွဲအစီအစဉ်များ၌မကြာပါလာတတ်သည်မို့ TV တွင်အမြဲမြင်နေရသည်တနိုင်ငံလုံးလဲမောင်ကိုမသိသူမရှိမောင်တို့နိုင်ငံရေးသမားတွေကအကျိုးလိုညောင်ရီလောင်းသည်လားအမှန်တကယ်စေတနာရှိလို့လုပ်သည်လားခွဲလို့မရသို့ပေမဲ့မောင်ကတော့တနာတတ်သူမို့အမှန်တကယ်လည်းဖြစ်နိုင်သည်ပဲဟန်ဆောင်ပန်းဆောင်ဆိုလဲအလှခံပုဂ္ဂိုလ်မှာနစ်နာသည်မှမရှိပဲလေနှစ်အကြာတွင်တော့သူလည်း Business Institute တစ်ခုကိုစတင်အခြေတည်နိုင်ခဲ့သည်ချမ်းသာသည်ဟုပြောလို့ရအောင်အတိုင်းဝိုင်းမှုကျောင်းတစ်ကျောင်းဖွင့်နိုင်ခဲ့တော့လဲအကျွေးဝိုင်းခဲ့သည်သာဗန်မလည်းငွေချေရသလိုအိမ်အပိုတစ်လုံးကိုလည်းရောင်းခဲ့ရသည်လက်ဝတ်လက်စားတွေကိုလည်းရောင်းထုတ်ခဲ့သည်မိဘများကလည်းမရဲတရဲနှင့်လုပ်ပေးကြသည်သာဆောက်ဆခြင်းတွင်တက်သူမရှိခဲ့သည်မို့ကျောင်းခွန်ကြီးတဲ့တွင်ထိုင်ကာစိတ်တကြလူနေပါဖြစ်ခဲ့သည်မောင်ကတော့ကြည်လိုက်တိုင်းရေအိုင်အလေကပထုံမှာကြားပွင့်လေးပမာအမြဲဝန်းကြွကြွနှင့်ကြည်တည်ရှိနေသည်ဟန်သားပြင်ထက်မှမောင်ပုံရည်လေးတွေကိုကြည့်ရင်အာယူနေမိသည်ရှင်လဲမဖွင့်ခြင်းခွန်အားလိုအပ်တော့လဲသူ့ဘာသာတော်မအားတဲ့သူကိုအပူမပေးခြင်းနောက်ပြီးကြာရှုံးမပြခြင်းထို့နောက်ပညာဒါနသင်တန်းများဖွင့်လိုက်သည်ထိုအခါမှတက်လာသောကျောင်းသားများမနေပတ်စံမရတော့လဲပီတီကိုစားကအားရပါရတင်ဖြစ်သည်ဒီထက်လည်းအိတ်ဆိုင်စရာမရှိတော့အပြေးဝအိတ်ဆိုင်ပြီးအပြေးဝတင်ပေးလိုက်တော့ review ကောင်းမြန်ရလာသည်မောင်ကိုလည်းအချိန်သိမ့်မပေးနိုင်သလိုမောင်ဒီလည်းသူ့ဟာအချိန်မပေးနိုင်ကျောင်းတွင်နေဖို့အခန်းမှာတခါတည်းဖွဲ့ထားသည်မို့သူကကျောင်းမှာနေကျောင်းမှာစားဖြစ်ခဲ့ပြီးအပြင်မင်းသိမ့်မထွက်ဖြစ်တရက်မောင်ကကျောင်းသို့ရောက်ချလာသည်ကျောင်းကိုလိုက်ကြည့်ပြီးနောက်စင်ပြေလားငယ်မောင်ဘာကူပေးရမလဲမောင်သည် public figure တယောက်ဖြစ်သည်မို့မောင်ပါစက်မှာသူ့ကျောင်းနာမည်ထွက်သည်နှင့်ကျောင်းသည်ပိုနာမည်ကြီးလာမည်ကအမှန်သို့တော့မောင်နှင့်သူ့ကျောင်းကဘာမှမဆိုင်မောင်ဟာသူဘာမှမကူညီပေးနိုင်သလိုသူ့ဟာလည်းမောင်ကူညီမိကိုသူလက်မခံနိုင်ပါအဆင်ပြေတယ်မောင်ငါဘာသာငါရအောင်လုပ်နိုင်ပါတယ်ပြောလိုက်တော့မောင်ကခေါင်းညှိကစကားလွဲသည်ခက်ခွက်ရက်နေတော့သူ့လက်ကိုဖြတ်ကနေလှမ်းဆွဲတော့ကိုကမောင်ဘက်ကိုရိုင်းကျသွားသည်မောင်ကလေကတုံးတိုက်ပုံအဖြူနှင့်ပစိုးကွက်စိတ်ကိုလူကြီးလူကောင်းဆန်ဆန်ဝတ်ဆင်ထားသည်မောင်စီကမွေးရင်းနှံကိုဘာမှမမှန်တတ်တော်ညာသူနှစ်တက်မိပါသည်မောင်ကရိုင်းကျသွားသောသူ့ကိုပွေးဖက်ကသူ့လေပင်ထက်နှာပြားနှစ်ပြီးအသာမွေးရင်းငဲ့ကိုလွမ်းလို့တေးရပါတော့မယ်မာနာကြီးလုံးနဲ့ငဲ့ကိုလွမ်းရလုံးလို့ယူရပါတော့မယ်ကလေးစာရန်တလုံးတတွတ်ပြောလာတော့မောင်ကြောင့်သူ့မှာရေရအခက်ငါဘာရီမာနာကြီးနေလို့လဲမောင်ရဲ့နားမလဲတလို့ပြန်မေးလိုက်တော့မောင်ကပြန်မဖြေဖက်ထားမှခွာပြီးနှစ်ဖူးထက်အနံတစ်ချက်ချွေသည်ထို့နောက်မောင်ငယ်ရင်ကမနားချင်လို့လာတာခန်းနေတော့မယ်မောင်မျက်နှာကြည်ထက်မြည်တိပင်ပန်းမှုအရေးရောင်မြန်မပေါ်တော့လဲအရာထက်အရာသူ့ကိုအရင်လဲစီကမောင်ကသူ့ရင်ခွင်ထဲတိုးဝင်ပြီးခဏအကြာတွင်မောင်တယောက်နှင်းချိုင်အိပ်ပျော်သွားတော့သည်သူလည်းရှမ်ပူနဲ့တင်းသောမောင်စပင်များကိုနမ်းမွေးကအိပ်ဆက်ခြင်းစီသို့6 လလောက်ပညာဒါနသင်တန်းများကိုဖွင့်ပြီးတွင်လာတက်သောကျောင်းသားများမှတဆင့်လူသိများလာသည်ထိုအခါမှအခချင်းငွေဖြင့်သင်တန်းများကိုစောက်ဖွင့်တော့ကျောင်းသားဟောင်းများကလည်းမတက်ရသေးသည်များကိုလာတက်ကြကကျောင်းသားသင်များလည်းရောက်လာကြသည်အစာပိုင်းဖြစ်သည်မို့အခြားဘာသာရေးဆရာများကလည်း
နားလေကဈေးညှိပေးကြသည်တစ်နှစ်လောက်အကြာတွင်ဝင်ငွေများဖြင့်ကျောင်းကိုတည်ချလဲပြတ်နိုင်လာသည်ဗန်မှခြေထားသည်များကိုပင်တဖြည်းဖြည်းပြင်ဆက်နိုင်လာသည်မို့အခြေအနေကောင်းသည်ဟုပြောရမည်ထို့ကြောင့်နောက်ဘာသာရဲ့တစ်ခုနှင့်ပတ်သက်ပြီးဒီပလိုမာတစ်ခုထပ်ယူဖို့လုံးပန်းခဲ့သည်မောင်တီလည်းရွေးကောက်ပွဲတွင်ဝင်ပြိုင်ရန်စူးစမ်းနေသည်မို့နှစ်ယောက်သားဖုန်းနှင့်သာဆက်သွယ်ပြကြသည်တရက်မောင်ကသူအားသည့်အချိန်ကိုမေး၍ကျောင်းသို့ရောက်လာခဲ့သည်ပါတီဥက္ကဋ္ဌတယောက်အနေနှင့်အတွင်းရေးမှုလိုအပ်သည်မို့ရွေးချယ်သည့်အခါထိုကောင်လေးတယောက်ကိုတော့မောင်ကအယမ်းသဘောကျသွားပုံရသည်ကြာလေကြာချင်းစရာပင်သူကမောင်ခံယူချက်နဲ့မောင်ယုံကြည်ပြီးလေးစားလာတဲ့သူပါတဲ့မောင်ရဲ့ဟောပြောပွဲတွေကိုကြည်တိုင်းသူ့ရဲ့ပန်းတိုင်ကမောင်နောက်လိုက်ပြီးမောင်ရဲ့ပန်းတိုင်ကိုဖြစ်မြောက်အောင်ပန့်ပိုးပေးနိုင်တဲ့သူဖြစ်ချင်လာပါတယ်တဲ့မောင်တို့တစ်ဖွဲ့လုံးတော်တော်သဘောကျသွားတယ်သူအဲ့အကြောင်းတွေပြောတဲ့အချိန်မှာသူ့မျက်လုံးတွေကမောင်ပေါ်ယုံကြည်မှုတွေတွေ့ရတယ်ငယ်မောင်တို့လောကကိုမယုံကြည်တဲ့အကြောင်းယုံကြည်မှုရှိရှိပြောတဲ့မျက်လုံးမျိုးနဲ့တူတယ်ဒီစကားကိုမောင်တဘိုးရိုးနဲ့ပြောလိုက်တာမဟုတ်မှန်းသူသိလိုက်ပါသည်ရှင်ပြောဖို့မရည်ရွယ်မှန်းသိပေမဲ့ရှင်ပြောလိုက်တဲ့အဓိပ္ပာယ်ရောက်သွားမှန်းမောင်ကသိပုံမပေါ်သူမောင်ပြုံးယုံသာပြုံးပြလိုက်ပြီးမောင်လည်းမောင်ပန်းနိုင်ကိုရောက်ဖို့မောင်လုပ်တယ်သူလည်းသူ့ပန်းနိုင်ကိုရောက်ဖို့သူလုပ်နေတဲ့အချိန်မှာအခုမောင်ငါ့ကိုဘာဖြစ်စေချင်တာလဲငါချမ်းမငါပန်းနိုင်ကိုစွန့်ပြီးမောင်နောက်ကိုလိုက်ရမလားမောင်ငါ့ကိုဒီသဘောနဲ့ပြောတာမဟုတ်ဘူးလို့တော့ငါမျှော်လင့်တယ်ထိုအခါမှသူ့စကားသူသတိထားမိပြီsorry ငယ်မောင်ပင်မနေလို့တကယ်ကအဲ့သဘောနဲ့ပြောချင်တာမဟုတ်ဘူးရတယ်ပင်မနေနားတော့လေငါစာလုပ်လိုက်အောင်မယ်ပြောပြီးထားရလိုက်တော့မောင်ကသူ့လက်ကိုပြန်ဆွဲချသည်မောင်ပေါင်ပေါ်ထိုင်လို့မတက်ဖြစ်သွားသည်မို့ထိန်လိုက်တော့လေခန္ဓာကိုယ်နှစ်ခုကပုတ်ကတ်သွားသည်သာမောင်ကသူ့ဘေးသို့ပုတ်ကတ်စွာရောက်လာတော့သူ့ရင်ခွင်ထဲမရမကတိုးဝင်ကခါးကိုတင်းတင်းကြပ်ကြပ်ဖတ်သည်ငယ်မောင်ပြန်ဖက်မောင်အားယူနေတာကလေးဆန်ဆန်ပြောလာသူကပြန်လည်ပွေ့ဖက်လိုက်မိသည်မောင်ကသူ့ရှိတွင်တော့အမြဲကလေးတယောက်လိုပုံစံပြောင်းသွားတတ်သည်ငဲကိုတဲ့နန်လေးနဲ့အနှွေးရက်လေးကိုအလွတ်ကျက်နေတာမောင်ကလဲသွားမှမလို့လဲနားမလဲစွာမေးလိုက်မိတော့စီယုံရည်တွေဆင်းရတော့မယ်လေငယ်ကဒါမမီးရဲ့နေရာဆိုရင်မောင်တို့အဆက်တွေတော့ပြန်နိုင်တယ်ငဲကိုကြိုးလန်းနေပြီကွာဖြတ်ဆွေးဆွေးပြောလာတော့မောင်ကြောင့်သူလဲကြိုးလန်းချင်သွားသည်ရှင်ခွင်နဲ့အတင်းဝင်နေတော့နောက်မျက်နှာကိုဆွဲယူလိုက်ကမျက်ခုံးစကြားလေးကိုအနှံတစ်ချက်နှိပ်ကျသွားတော့မျက်ခုံးလေးနှစ်ဖက်အားတစ်ချက်နှာရန်ထိပ်ဖြားလေးရတစ်ချက်ပါးနှစ်ဖက်အားတစ်ဖက်တစ်ချက်စီပေးလိုက်ပြီးနောက်ထွက်ပေါ်လာတော့ကချိုင်ခွက်ခွက်လေးထက်အနန်းတို့ကိုနှိမ့်မိပြန်သည်ထို့နောက်မေးပြားလေးရတစ်ချက်နောက်ဆုံးမိမဲမဲနှခမ်းပါးလေး၌အနန်းလေးပြတို့မိနစ်ပိုင်းမြခုနာသွားတော့သည်မောင်ကအမြဲချစ်နေမှမလို့ဗီယူဆိုင်ပြီးပြန်ခဲ့ထို့နောက်တွင်တော့စီယုံရေးစင်းနေသောမောင်ပုံရိပ်များသတင်းများကဆိုရှယ်မီဒီယာများတွင်မပြတ်တက်လာသည်မို့သူ့အတွက်တိတ်တော့အလွမ်းမပူရပါသို့တော့မောင်အတွင်းရေးမှုကောင်လေး၏မောင်ကိုကြည့်သောမျက်ဝန်းများတော်ဆောင်များထပ်ပင်ကာကွယ်ပေးနေသည့်ပုံရိပ်များသည်သူအားအနှင်းငယ်ပူလောင်လာစေပါသည်သူပင်မောင်အားထိုးထိုးသောမျက်ဝန်းတို့ဖြင့်ကြည့်ပစ်ခဲ့ပါရဲ့လားမဝေခွဲနိုင်ခဲ့သို့တော့သူ့အတွက်ကြကြပူလောင်ခြင်းမရှိခဲ့ပါပူလောင်မှုများအလုံးသည်အလုရှုံမှုအောက်ပျောက်ချင်းမလားပျောက်ကွယ်သွားတော့သည်ရွှေကောက်ပွဲနီးနေမှန်းသိတော့လေ
ဘယ်၍ပဲမျှသူမကြည့်ဖြစ်ခဲ့မောင်အောင်လည်းခရီးမဆိုင်ဖြစ်အရင်လိုစာတူရီလည်းမပို့ဖြစ်တော့ MBA ယူဖို့ပတ်စံထက်ရှာနေရသည်အရေးကြပေးရတော့လေထမအကျွေးပင်မကြည်သေးခင်ဒုတိယအကျွေးထပ်တင်ပြီဆို၍အိတ်ချိန်ပင်အနေငယ်ယူကအလုတ်ကိုသာဖိလုံနေမိသည်ထို့ကြောင့်မောင်နှင့်အဆက်အသွယ်တိတ်မရှိုံသာမကမောင်အကြောင်းတွေကိုပင်လိုက်ရှာမကြည့်မိတော့မြတ်စွာဘုရားသည်ပင်ဖြစ်စေသခင်ယေရှုသည်ပင်ဖြစ်စေဘာသာကြီးလေးခုလုံးမှာအထွတ်အမြတ်ထားရသောပုဂ္ဂိုလ်များသည်ပင်ဖြစ်စေဝေဖန်ခံရမှုများကြုံရစမြင်မောင်လိုတာမန်လူသည်လည်းကြုံရသည်သာပင်ရွေးကောက်ပွဲနီးလာလေလေအတိုက်အခိုက်များနှင့်ဝေဖန်မှုများလာလေလေဖြစ်ခဲ့သည်သို့တော်ဓာတ်တွေကိုသူမသိခဲ့သူလည်းသူ့ဒုက္ခနှင့်သူပြာများနေသည့်အချိန်ဖြစ်ခဲ့သည်ထိုနေ့ကမောင်ရောက်လာသည့်အချိန်သည်သူစာလေ့လာနေသောအချိန်ဖြစ်ပြီးမိနစ်20တွင်ကျောင်းသားများအောင်စာသင်ရတော့မည်ဖြစ်သည်မောင်မျက်နှာညှိုးနေသည်ကိုလည်းမဖတ်မိခဲ့မောင်စကားများကိုတစ်ခွန်းနှစ်ခွန်းသာပြန်ပြောမိခဲ့သည်နောက်တော့မောင်ကအတိုက်အခံအဖွဲ့အကြောင်းပြောလာသည်သူသိနားမလဲသည့်အကြောင်းဖြစ်သည့်အပြင်အေးရေးလေးပြက်ခေါင်းလေးအရင်ရှုပ်ထားသည်မို့မင်းတို့နေပဲလှည့်ကွက်တွေကိုငါနားမလဲဘူးမောင်ငါပြောလည်းမပြတတ်ဘူးအတိုက်ခိုက်ခဲ့ခဲဆိုတာငါမှလည်းရှိတာပဲမောင်ဒါကိုငါလည်းကြုံဖြတ်နေရတာပဲစိတ်ရှုပ်စွာပြောလိုက်ပြီးတော့ငါမှဘာစိတ်ရှုပ်စရာရှိလို့လဲမောင်မေးတိုင်းငယ်ကအဆင်ပြေတယ်ပဲပြောတယ်မောင်ကငယ်အဆင်ပြေမပြေမသိရဘူးမောင်ဘက်ကကြအကုန်ပြောပြရတယ်ငယ်ဘက်ကကြဘာမှမပြောဘူးမောင်ကမသိလို့လာပြောမိရင်ငယ်ကမောင်ကိုအပြစ်တင်တယ်မပြောချင်ဘူးအကူရီမျှရတာဘာကောင်းလို့လဲငါဘက်ကလည်းမပေးဘူးယူလည်းမယူချင်ဘူးအဲ့ဒါငါစိတ်ပဲလေမောင်အရှင်ကလေးကငါအဲ့လိုပဲနေမောင်အခုမှသူနဲ့ရှင်ပြီးထူးဆန်းနေရစိတ်ကဘလုံးမအဆင်မပြေတော့သည်မို့ခရီးစကလုံးများဖြင့်ပြောမိပြီးမောင်နှင့်မျက်လုံးချင်းစစ်ခင်းဖြစ်ကြသည်ငယ်မောင်တန်တရားဝင်နေရလားမဟုတ်တာတွေကဟုတ်လာလို့ဒီစကားတွေပြောနေရတာငါနဲ့မောင်ဘယ်တော့မှစိတ်တူဘူးလို့လဲငါမောင်ဘယ်တော့မှရင်ဖွင့်ဘူးလဲငါဘယ်တော့မှမောင်တို့နယ်ပယ်အကြောင်းဝင်ဆွေးနေဘူးလို့လဲငါမောင်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီးလုံးဝစိတ်ဝင်စားဘူးမ။အော်ခုနမောင်ကရေသည်ကြီးတဲ့ရေတံမျိုးဟုယူဆရသည်ဒါဆိုငယ်ရလဲမောင်မထောက်ခံတဲ့သူတွေပါတာပေါ့မောင်စကားကြောင့်ပင်မနေသည်ကြားမှစိတ်ပြက်လက်ပြက်ဖြစ်မိသည်သူရှင်းရတာတကယ်ပင်မလာပြီမို့မောင်ရငါမင်းတယောက်တည်းကိုတီးတဲ့မထောက်ခံတာမဟုတ်ဘူးနိုင်ငံရေးကိုလုံးဝစိတ်ဝင်စားတာစိတ်ဝင်စားတဲ့သူလုပ်ပဲငါအလုပ်ငါလုပ်ပြီးငါနေပယ်နဲ့ငါထောက်ပံ့မယ်ငါနေပယ်ကကလေးတွေထဲမှာလဲနိုင်ငံရေးစိတ်ဝင်စားတဲ့သူပါမှာပဲအဲ့ကလေးတွေကသူတို့စိတ်ဝင်စားရလုပ်ပေါ့အဲ့လိုပဲမောင်နဲ့ငါလဲကိုကြိုက်တာပဲကိုလုပ်တာပိုကောင်းတယ်လေပြောလိုက်တော့လဲမောင်မျက်နှာကြီးတဲ့အပြုံးကပျောက်မသွားတကယ်ပဲမောင်အောင်ချွင်းချက်မထားဘူးပဲဟာကိုလေဒီပေပါတီကိုမဲပေးမှလေသွားကိုမပေးဘူးသူ့အဖေကြောင့်မောင်ကရေတော့သည်ရေတံကအနှင်းငယ်6ကက်ကငယ်ကတကယ်ပဲငယ်ကအတသိတ်ကြီးတယ်မောင်ကသူ့မျက်နှာကိုကြည့်ကမယုံနိုင်တယ်လို့ပြောလာသည်သူလှောင်ချင်မိသည်တွဲလာခဲ့တဲ့9နှစ်ကျော်အတွင်းအခုမှမောင်ကသိလာလားသူနဲ့ရှင်ကြီးမိပြီးမှသိလာတာများလဲမောင်မှလည်းငါထမရော့တဲ့အတ္တတွေနဲ့ပါအခုငါအလုပ်ပြန်လုပ်ရတော့မယ်ကျောင်းသားတွေစောင့်နေပြီပြောပြီးထွက်လာခဲ့ပြီးဒီနောက်တွင်တော့သူတို့တွေလုံးဝအဆက်အသွယ်ပြတ်ခဲ့ကြသည်
မနက်ကဟိုတွေးတီတွေနဲ့အိပ်ပျော်သွားခဲ့ပြီးနိုးလာတော့ညနေဆောင်ဖြစ်သွားသည်မို့ခန္ဓာကိုယ်ကအနှဲငယ်ပင်ညောင်းကိုက်နေသည်အနှဲငယ်ကိုလက်လှူရှားမှုပြုလုပ်ကရေချိုးခန်းထဲဝင်လိုက်သည်ခုနောက်ညစာစားရင်စားကြည့်နေတော့ဖုန်းဆက်ခရင်လင်းလာသည်မို့ကြည့်လိုက်တော့လက်ဖြန်ညနေအားလားမောင်ဟိုတော့ကွန်တက်မှမဆိတ်ဝင်လာခြင်း3 လအတွင်းပထမဆုံးမို့ရင်ခုန်မိသွားသည်ဘာပြန်မှမသိသည်မို့စာပြန်ပြီးခဏအကြာလက်ဖြန်ညနေလာခဲ့မယ်ပညာသင်စုကိစ္စဆွေးနွေးစရာရှိလို့ငါလက်ဖြန်အတန်းပိတ်ပေးရမလားအဲ့လောက်မလိုပါဘူးနှုတ်ဆက်တင်ရင်ငါနှုတ်ဆက်လိုက်မယ်မင်းအလုပ်မှာဝင်မရှုပ်ချင်ပါဘူးအလုပ်ကိစ္စနဲ့လာတာပဲလေခုနသူတို့စကားပြတ်သွားကြသည်ငါနဲ့မင်းဟူသောအတုံးအနှုံးနဲ့အလုပ်ကိစ္စဟူသောစကားကိုထည့်ပြောသွားပုံထောက်ဘာပတ်သက်မှုကြောင့်မှလာခြင်းမဟုတ်ကြောင်းအတိပေးခြင်းမုံရသည်ဟုတ်လေဟုတ်နေတာပါပဲလေခုတို့ဖြည့်တွေးပြီးစာအုပ်ဆက်ကြည့်တော့လဲစားတဲ့စိတ်ကမပါတော့တကယ်ကိုမောင်ကကဝေခေါင်းနဲ့တူသည်သူ့ကိုမိထားနိုင်မှစားလုပ်လို့ရပြီမမေ့နိုင်ရင်တော့သူ့အကြောင်းတွေးရုံမှတပါဘာမှလုပ်လို့မရသူလည်းမရသည့်အတူတူထမင်းကိုသာတစိုက်မတ်မတ်စားလိုက်သည်ထိုညကဟိုလုံးဒီလုံးနှင့်3 နာရီမှအိပ်ဖြစ်သည်နောက်တစ်နေ့ညနေ4 နာရီတွင်မှန်အလုံးပိတ်ကားနဲ့များအကျန်းလိုက်ရောက်လာသည်သူနှင့်အတူကျောင်းမှအခြားဆရာများဝန်ထမ်းများကခရီးဥကြိုပြုဖြစ်ကြသည်ဘလောက်ပင်ရင်းနှီးခဲ့ပါစေနိုင်ငံတော်သမ္မတတယောက်မို့လေးစားသမှုဖြင့်အစဉ်အလာတိုင်းလောက်ရသည်သာမလုံးကိုနှုတ်ဆက်ပြီးမှသူ့ကိုကြည့်လာသည်မို့ရုံးခန်းစီဦးဆောင်ခေါ်လာလိုက်သည်တကားဝတိုင်းတွင်သူ၏တတော်ဆောင်များကအဆင့်ဆင့်ကြံခဲ့သည်အတွင်းရေးမှုဆိုသည့်တယောက်ကတော့သူ့နောက်မှလိုက်ပါလာသည်တမင်ခေါ်လာရအောင်တော့မောင်ကကလေးမဆန်တော့ပါရုံးခန်းထဲကိုရောက်တော့မောင်ကစပွဲ၏ပဟိုတွင်ဝင်ထိုင်သည်သူ့အတွင်းရေးမှုကညာဘက်တွင်ဝင်ထိုင်သည်မို့သူလည်းဘယ်ဘက်ချမ်းတွင်ဝင်ထိုင်လိုက်သည်သူဝင်ထိုင်လိုက်သည်နှင့်အတွင်းရေးမှုမှစကားဆလာသည်ကိုကျွေးတို့ကြောင့်လည်းပတ်သက်ပြီးပညာသင်စုပေးခြင်းလို့ပါစီးပွားရေးကိုစိတ်ဝင်စားပြီးငွေကြေးမတတ်နိုင်တဲ့ထူးချွန်တဲ့ကလေးတွေအတွက်ကိုကုံကဒီကျောင်းမှာတက်ခွင့်ကိုပညာသင်စုအနေနဲ့ပေးခြင်းလို့ပါကိုကုံဆိုတာရင်ကို့ကိုဦးတည်ပြောနေတော့နှစ်ယောက်ကြီးကပြုံးလိုက်ပုံတွေရဲ့ကို့ကိုတစ်ချက်မှဂယုမဆိုင်တော့မောင်းအဖြစ်မှုတွေကြောင့်စိတ်ကမကြည်တော့ဟောအဲ့ဒါဘာဆွေးနွေးချာရှိလို့လဲခင်ဗျဒီကဘသူနှစ်သက်ပါဟုတ်ကဲ့ကိုနဲ့တို့ဘက်ကတယောက်ကိုပညာသင်စုပေးခြင်းအတယောက်တော့တစ်နှစ်စာနှစ်ယောက်ကိုပေးခြင်းနှစ်ယောက်စာပေးရုံပါပဲကျွန်တော်နဲ့ပြောရမယ်စာကျောင်းသားနဲ့ပြောရုံပဲတို့ရဲ့နေစည်းစားစိတ်တွေရှိမှာပဲလေကျွန်တော်ကတို့အတွက်အဖိုးခိုင်းရရင်တင်ပေးမှာပါပဲတကယ်တော့မောင်ဘာလို့ချင်တာမဲသူသိပါသည်နိုင်ငံတော်သမ္မတတယောက်အနေနဲ့ပညာသင်စုပေးတာမဟုတ်ပဲဦးခုံဆောင်ကပေးခြင်းဖြစ်စေခြင်းမုံရသည်သို့တော့ဘာမှတော့မထူးသူကပေးတာမို့သမ္မတကပေးခြင်းသည်သာဒီပညာသင်စုသည်မောင်ရောသူ့ကြောင့်အတွက်ပါအကျိုးရှိပါသည်သူလည်းဈေးကိုလျှော့ပေးလို့ရပါသည်ထိုအခါနှစ်ဖက်ပူပေါင်း၍ပေးခြင်းဖြစ်လာမည်သတင်းများတွင်သူ့ကြောင့်နာမည်ပါလာမည်ပိုပြီးအောင်မြင်လာမည်မှာမလွဲကံမည်သို့တော့မောင်ပုံစံအချိုးမပြေပရိုမဆန်နဲ့နေပါစေတော့သူ့ကြောင့်မလာမလို့တော့လေမောင်ရဲ့အရွှေ့တိုက်မှုတွေကိုမမြင်ရအောင်သာတင်တဲ့ခဏအပြင်ထွက်ပေးမလားဟုတ်ကဲ့မောင်ပြောလိုက်တော့နှင်းတစ်ကအခန်းထဲမှထွက်သွားသည်မောင်ကလေကတုံးအဖြူကြီးလေကတုံးတွင်တက်ထားသောရွှေကြယ်သီးကိုဖြုတ်လိုက်သည်မောင်လေပင်အတွင်းသားတွင်အနှင်းငယ်နေရဲနေသောအမှတ်ကလေးမောင်ကကလေးမဆန်တော့ပါဘူးလို့ယူဆခဲ့မိသည်ကိုမြင်တနာမိသွားသည်
29နှစ်အရွယ်ရှိပြီဖြစ်သောမောင်က9နှစ်သားထပ်ပင်ကလေးဆန်သေးသည်မောင်ဘလို့ထုတ်ပြပြသူမိကုန်းထုတ်မည်မဟုတ်ထို့နောက်တိတ်ဆိတ်မှုတံကိုမခံနိုင်သည်မို့သူကပင်စကားဆလိုက်သည်ဘာပြောစရာရှိသေးလို့လဲမေးလိုက်တော့မျက်လုံးပင့်ကြည့်သည်ပြီးတော့ဟက်ခနဲရေချသည်အော်ဟုတ်သားပဲကိုကျူးရင်မှာအရှားဆုံးကအချိန်ဆိုတော့မေ့သွားတယ်ဟုတ်ကဲ့အခုတတိယသွားရင်ကျွန်တော်အလုပ်သွားလုပ်ပါတော့မယ်မတက်နိုင်ဘူးသူရွဲကိုရွဲပဲသူတောင်ရွဲနိုင်မှာတော့ကိုကဘာကိစ္စထိန်းနေရမှာလဲငါ့ကိုတယောက်တည်းထားခဲ့ရင်မင်းကိုလူတွေကဘယ်လိုထင်မလဲထွက်ချင်ထွက်လိုက်လေမျက်ခုံးတစ်ချက်ပင်ပင်ကစိန်ခေါ်လာသေးသည်ဒါကဘလို့တော့အာနာကိုအလွဲသုံးစားလုပ်မှုကြီးလေသမရရဲ့အနေနဲ့အာနာကိုအခုလိုဘာမှဟုတ်တဲ့နေရာမှာမသုံးသင့်ပါဘူးမသုံးပါဘူးတောက်ကန်ပေးနေရမယ်လေထို့နောက်နှစ်ယောက်သားမျက်လုံးချင်းစခင်းနေစဉ်သမရကြီးကျွန်တော်နှစ်တစ်ပါညစာစားပွဲနေပါပြီခုလာခဲ့မယ်ပြောပြီးချက်ချင်းထားရလိုက်သည်မို့သူပါထားရလိုက်သည်ဘလို့ဖြစ်ဖြစ်အဝါထိလိုက်ပို့ရမယ့်တာဝန်ကရှိသေးသည်မဟုတ်ပါလားအခန်းတကားဝအရာတကားဖွင့်မှုလက်အကန်လက်ကဝတ်မှဆွဲယူခံလိုက်ရကနေရင်၌ဆွဲကပ်ခံလိုက်ရပြီးလေပင်ထက်ပူကနေဖြစ်ကစစ်ကနေနာသွားသည်တွားပြားလေးကလေပင်သားတဲ့နှင်းဝင်လာလေပိုနာလာလေလေစောင့်တွန်းလိုက်တော့ရှဲသည်ထို့နောက်အနှင်းငယ်ပုံပြတ်သွားသောဝစ်ဆောင်ကအနှီးထားပြုပြင်ကရွှေချယ်သီးကိုပြန်တက်လိုက်ပြီးနောက်တကားဖွင့်ကရှေ့မှဦးဆောင်ထွက်သွားသည်အပြင်ရောက်သည်နှင့်အခန်းထဲမှာချစ်တစ်ပုံစံမဟုတ်တော့ပေခုံတီရှိလူချင်းမင်းပုံစံပြောင်းလဲသွားသည်မောင်ကသမရမလုပ်ပဲရုပ်ရှင်တရုပ်ဆောင်သာလုပ်ဖို့ကောင်းသည်နောက်နှစ်ပတ်အကြာတွင်ပညာသင်ဆုရသောကျောင်းသား10ယောက်ရောက်လာသည်။ကျောင်းသည်သတင်းတော်များသတင်းယူသည့်နေရာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။မောင်အမြင်ကပ်၍ဘာဦးမျှမလျှော့ပေးခဲ့တော့လဲပူပေါင်းဆောင်ရွက်သည်ဟုမောင်ကတွင်သုံးခဲ့သောကြောင့်သူ့ကျောင်းသည်ပို၍လူသိများလာမည်ဆိုတာရှင်းမိခဲ့ပါသည်။မောင်တွင်ရမှုကိုနှစ်တစ်သည်လည်းလူသိများကြော်ကြားသည်ဟုယနေ့ကဆရာတယောက်အပြောအရသိရပါသည်ဒီချက်တော့သူပုံမသိပါသမရနှင့်သူ့ကိုယ်ရေးအရာရှိကြားကဆက်နွယ်နေမှုသည်တာမန်ထက်ပူသည်ဟု၍လည်းပြောကြသည်ဟုဆိုသည်ပုံများတက်လာတိုင်းချိုလာများကချိုးကြသည်ဟုပြောကြသည်ထိုပုံများကိုသူရှာကြည့်တော့ထင်လဲထင်ချင်းစရာပင်ထို့အပြင်အင်တာဗျူးမှာပြောခဲ့သောစကားတချို့သည်လည်းအပြုသဘောဆောင်ရေးပေါက်ကြားလာခဲ့ရာသူတို့ကိုသဘောတူကြသူများပင်ရှိသည်နှစ်ပတ်အကြာအထိမောင်စီမတစ်ချက်ထပ်မဆွတ်သေးတာခဲ့သူကတော့မောင်ကြောင့်ပူလာသောအလုပ်များကိုထိကားလုပ်ရင်းအလုပ်ရှုံနေသည်အခုလဲရုံးခန်းထဲတွင်စည်ရင်းများဖြင့်ရှုံနေခြင်းမောင်ကိုလွှမ်းရင်သတင်းဖွင့်ရုံသာမောင်သမဏဖြစ်သွားတာကောင်းပါသည်မောင်ပေသွားအမြဲမြင်နေရတတ်သည်မောင်တို့အစိုးရအဖွဲ့တက်လာချိန်တွင်အချို့နေရာများ၌တပတ်လောက်စုပူမှုဖြစ်သွားသေးသည်ဒါကအစိုးရပြောင်းလဲတိုင်းဖြစ်နေကြမဟုတ်ပါလားသို့တော့မောင်လက်ထက်တွင်တော့အတူဆုံးဖြစ်ခဲ့သည်အခုလဲမောင်ကနေဘက်သို့ဆင်းကလိုအပ်သည်များကိုတွားရောက်ကြည့်ရှုပြီးမှာကြားနေသည်ထင်ပါသည်ယနေ့ဆိုမောင်နှင့်အဆက်အသွယ်ပြတ်တာ2 လရှိပြီဖြစ်သည်
အရင်တစ်ပတ်ကနေစင်းနေတော့မောင်ပုံရင်များတက်လာခဲ့သည်မောင်တယောက်ထဲပုံတော့မဟုတ်မောင်ချေချော်ပြီးပြုတ်ကြမိဆို၍မောင်အောင်ဂရုတစိုက်ပြုမှုနေတော့မောင်ကိုကြီးအရာရှိနှင့်နှစ်ယောက်တွဲပုံများတဝင်းတို့စိတ်ထက်မောင်ခြေထောက်အောက်ကဝါတတားကိုသာကြည့်မိပြီးမောင်ပြုတ်ကြမိကိုပါစိုးရိမ်မိသွားသည်နှစ်သိရှိနေလို့တော်သေးတာပေါ့ဟုပင်တွေးမိသွားသည်လူတွေ၏တတော်ဆောင်တွင်ရှိရတာနှင့်အတွင်းရမှုကပဲအမြဲခရီးဆိုင်တယ်ဆိုတာတွေမြင်ရတော့လေဘသူခရီးဆိုင်မောင်ဘေးကင်းမှုလို့ဒီမဟုတ်ပါလား3 days later ကျောင်းအုပ်ကိုဆင်းလိုက်သည်နှင့်ကောင်တာမတ်စီမလေးကစာတစောင်လာပေးသည်တစိမ့်တုံးနေထားသည်မို့ဘသူစီကမှန်းသိလိုက်ရသည်စာပါအကြောင်းအရာပညာသင်စုကိစ္စနှင့်ပတ်သက်ပြီးထပ်မံဆွေးနွေးရန်သမရအိမ်တော်သို့ဖိတ်ကြားထားခြင်းဖြစ်သည်ရှေ့တွင်လည်းကားလွတ်ကစောင့်ခိုင်းထားကြောင်းပါသည်စရေးမလေးကိုဘာလို့စာရတာနဲ့လာမပို့တာလဲဆိုပြီးမေးလိုက်တော့လာပို့သူကိုယ်တိုင်ကဆရာနိုးပြီးဆင်းလာမှပေးကိုင်းခြင်းဖြစ်ကြောင်းသိလိုက်ရသည်အတန်းချိန်များကိုအခြားဆရာတယောက်ထံလွဲမရသည့်အချိန်များတွင်တက်မိကျောင်းသားများအားအတန်းမရှိကြောင်းအကြောင်းကြားရန်ညွှန်ကြားလိုက်သည်ထို့နောက်ပြင်ထွက်လိုက်တော့မှန်လုံပိတ်ကားအနက်တစ်စီးနှင့်အတူဝတ်ဆောင်ပြေးနှင့်လူနှစ်ယောက်ကစောင့်နေသည်သူ့ကိုမြင်သည်နှင့်တကားဖွင့်ပေးလာသည်မို့အလိုက်တင်ဝင်လိုက်သည်အိမ်တော်၏အိမ်ခန်းထဲတွင်ရောက်နေသည်မှာ15မိနစ်ခန့်ရှိပြီဖြစ်တော်လဲမောင်ကအရေးမျှပြီးမမြင်ရသည်ဆရာအပေါ်ဓာတ်ကိုကြွားပါအမျိုးသမီးတယောက်ကလာပြောသည်မို့သူလဲထိုအမျိုးသမီးဥဆောင်ရနောက်လိုက်သွားလိုက်သည်တကားပိတ်သွားသောအခန်းတစ်ခန်းရှိအရာဆရာဝင်သွားလို့ရပါတယ်ခင်ဗျာသမရာကြီးကအထဲမှာရှိပါတယ်ထို့နောက်ထိုအမျိုးသမီးကထွက်သွားတော့သည်သူလဲသူမနေတော့ပဲတကားကို2ချက်ခောက်ကအတိပေးပြီးနောက်တွန်းဖွင့်ကဝင်လိုက်သည်မီးအလင်းရောင်သည်အပြင်လောက်မလင်းတော့လဲမိန်လဲမနေပါအဝင်ဝတွင်ပန်းအိုး2အိုးရှိကအိမ်တွင်းတွင်ဆိုင်လေးရှိကြသောအမျိုးတူအပင်လေး2ပင်ရှိသည်အခန်းဖွဲ့စည်းပုံသည်ရှင်းလင်းနေသည်ပရိဘောကအများအပြားမရှိတော့လဲသူ့နေရာနှင့်သူတော့ရှိသည်ရှင်းလေးမို့မျက်စိပထာသာဖြစ်ပါသည်နေရင်ထက်မကြီးကားတစ်ချက်ရှိသည်တောင်တန်းများအပင်များမြက်ခင်းစိမ့်များနှင့်ကောင်းကင်များထက်ရှိငှက်ကလေးများပုံသာပါသောမကြီးကားလေးကမျက်စိအေးပါသည်ထိုမကြီးကားထက်သူအတန်ကြာရက်ငင်းနေမိစဉ်ငင်းကမောင်ထင်တာအထက်ပိုအပ်တာကြီးတယ်အမြဲကြည်လင်နေတဲ့သောမောင်အတန်ကအရှာသူလှည့်ကြည့်လိုက်တော့အရင်ကတွေ့ရတတ်သောမောင်ပုံစံအမြဲဝတ်ဆုံပြေးနေတာမြင်ရတတ်သောမောင်ဒီလိုပုံစံမျိုးနဲ့ပြန်မြင်ရသည်မှာတမျိုးလေးစမ်းနေပြန်သည်သူငေးကြည့်နေတော့မောင်ကအနားကိုရောက်လာသည်သူညာဘက်လက်ကဝစ်ကိုစုပ်ကိုင်ကဆွဲမြောက်လိုက်ပြီးနောက်သူ့လက်ဖော်အားနှင့်မောင်နှဖူးအားကတ်သွားသည်ပူချစ်နေသောအပူငွေ့ကိုခံစားလိုက်ရတော့စိုးရိမ်မျက်ဝန်းတို့ဖြင့်မောင်ကိုကြည့်မိသည်ငေါဖျားနေတယ်ငယ်နေလို့လည်းမကောင်းဘာစားခါပြီးအန်ကျင်းနေတယ်အမေနဲ့ကွဲကွာပြီးအခုမှပြန်တွေ့ရတော့ကလေးတယောက်လိုဆိုလာတော့မှရုတ်တရက်မို့သူဘာပြန်ပြောရမှန်းမသိဒါကဘလို့အခြေအနေလဲသူတို့ပြန်အဆင်ပြေသွားတာလားအတွေ့များနေတော့မောင်ကသူ့ကိုဆွဲဖက်သည်မောင်မျက်နှာကလေပင်ထက်အပ်လာတော့အပူငွေးတို့ကလာရိုက်သည်သူနေရခက်ပေမဲ့မောင်အဆင်ပြေဖို့သာလို့ဒီမို့ငြိမ်နေလိုက်ပါသည်ငယ်ကမောင်စားမခေါ်ရင်မောင်မခေါ်တော့လိုက်မောင်မေးကြောင့်သူအံ့ဩမိသွားသည်နောက်ပြီးကိုလည်းပြန်မေးမိသည်မောင်သာသူ့ကိုပြန်မခေါ်ခဲ့ရင်တေချာတီကသူလည်းမောင်ခေါ်ပြစ်မိမဟုတ်
ငယ်ကမောင်အောင်မချစ်ဘူးမောင်အောင်ကချစ်ပါတယ်ဒီအချက်ကိုတော့သူချက်ချင်းညှင်းမိသည်ဟုတ်သည်သူမောင်အောင်ချစ်သည်အမြဲချစ်ခဲ့ပါသည်မောင်ပုံရိပ်လေးတွေကိုအမြဲလိုက်ကြည့်ခဲ့သည်စိတ်ချမှသူအလုပ်လုပ်နိုင်ခဲ့သည်လေဒါသူမောင်အောင်ချစ်တာပဲမဟုတ်ဘူးလားမောင်ကသူ့လေပင်ကြားထဲမှထွက်မလာသည်ထို့နောက်သူ့လေပင်ထက်ပူနွေးသောဆူဆွမှုလေးကိုခံစားလိုက်ရသည်သူစက္ကနဲတုံသွားကမောင်ပခုံးထက်လက်တင်လိုက်မိသည်ငိုနေရလားမေးလိုက်တော့မောင်ပခုံးလေးကတိမ်တိမ်တုံလာသည်သူဘာလို့အောင်မှမသိတော့တလျှောက်လုံးသူတယောက်ပဲခံစားနေရသည်ဟုထင်ခဲ့မိခြင်းမောင်ကတော့ဤကျန်းတာယာနေသည်ဟုထင်ခဲ့မိခြင်းသည်အားနေခဲ့သည်လားသူမောင်ဘက်ကစဉ်းစားပေးခဲ့မိပါရဲ့လားနေချစ်တာကိုမောင်မခံစားရဘူးမောင်တန်နေသည်ခုနကထပ်ပိုးအရှာရှာနိုင်ကတိုးတဲ့တဲ့လေးမောင်ငါချစ်ပါတယ်အမြဲတမ်းချစ်တယ်အရန်လေးချစ်ပါတယ်ပြောလိုက်တော့မောင်ကပခုံးတက်စီမှောက်တင်ထားတော့ခေါင်းကိုအနှင်းငယ်ခါရမ်းသည်မောင်လာမခေါ်ရင်ငယ်ကမောင်ကိုခေါ်မှာမဟုတ်ဘူးမောင်ကလာခေါ်လာတော့ငယ်ကတထမလျှော့ဘူးငါကမောင်ကငယ်ပဲအချိန်ဆက်သွယ်မလဲလို့စောင့်နေဖုန်းလိုက်မမိရဲ့နေရာတွေရောက်တိုင်းပြန်မိချင်းငယ်စီအဆက်သွယ်လာလားဆိုပြီးကြည့်တယ်မောင်ဘက်ကဆက်သွယ်လို့ရပါမယ်အမြဲတမ်းမောင်ဘက်ကပဲစနေရတယ်အမြဲတမ်းမောင်တယောက်တည်းရပဲငယ်ကိုချစ်နေရတယ်လို့ပဲမဟုတ်ပါဘူးငင်းဆန်နေပြီပေမဲ့မောင်ပြောနေသည်များကအမှန်နေဖြစ်နေတာကိုသူမငင်းနိုင်ခဲ့ချစ်ခင်သူတို့အဆက်အသွယ်မပြတ်ခဲ့ကြသည်ကမောင်ကစခေါ်ရင်သူကမေ့ပြီးပြန်ခေါ်ပြီးရတာတေချာစဉ်းစားတော့သူ့ဘက်ကစခေါ်ဘူးသည်မရှိခဲ့ပါမောင်မရှိလဲနေရနေနိုင်တာပဲလားငါမောင်ကတော့မနေနိုင်ဘူးထင်တယ်ငဲစိတ်ကိုတိလာတာတော့မှလေငဲ့ကိုချစ်မိတော့ငဲ့အတ္တတွေကိုပါချစ်မိဖို့စူးစမ်းရတော့မှထင်တယ်မောင်ပြောကြောင့်သူ့ရှင်နဲ့နင့်သွားသည်သူအရန်အတ္တကြီးသွားခဲ့သည်ပဲမောင်ဘက်ကိုတစ်ချက်မှငဲမကြည့်မိခဲ့သည်ပဲဒါပေမဲ့လည်းသူ့မှာလည်းပြဿနာတွေရှိခဲ့တာပဲလေမောင်တော့အဲ့လိုတွေးတာသူရောအဲ့လိုမတွေးရတော့ဘူးလားအမြင့်ပြန်စခေါ်တတ်တဲ့မောင်ကအဲ့လိုလုပ်သွားတော့သူလည်းတကယ်မခေါ်ချင်တော့ဘူးလို့ထင်ခဲ့မိတာပေါ့ပြီးတော့အကျင့်မှမရှိတာအချိန်နဲ့မောင်ပြန်ခေါ်มาပဲလို့ထင်ခဲ့မိတာသူ့အမှားလားမောင်ပြန်ခေါ်มาပဲလို့ငါထင်ခဲ့တာတောက်ပြီးမောင်လာခေါ်လဲအချုံးမပြေဘူးလေမောင်တဲ့နေရအများကြီးထွက်နေတာ哦ငါမောင်ဘယ်လိုစခေါ်မှလဲနောက်ပြီးအဲ့နေရမောင်လေပြီမှာသူစုပ်တက်လိုက်ပြီးတော့မောင်ကခေါင်းထောင်ကကြည့်လာသည်မျက်လုံးများဖောင်းဝိတ်ကနေရဲနေသောမျက်နှာသည်သူ့ကိုကြည့်ရင်ပြုံးတုံးတုံးဖြစ်လာကမြင်နေလားမှတ်ထားရလားမောင်တဝင်းတိုးရလားငါလည်းပုထုဇဉ်လူသားပါမောင်တဝင်းလဲထူတတ်တယ်ဒါဆိုမောင်ချစ်သေးတာပေါ့နော်ငါမောင်အမြဲချစ်ပါတယ်ချက်ချင်းပြန်ပြောလိုက်တော့မောင်ကရှည်သည်အစာကလေးကအင်းနေသောမျက်လုံးများပိတ်ကျသွားသည့်အထိပင်အဲ့ဒါမောင်စုတ်ခနဲ့တေချာထိုင်းဆုပ်ထားတာငဲ့ကိုမြင်အောင်ပြတာမောင်သာငဲ့နေရမှာဆိုအဲ့လိုမြင်ရင်ငဲ့ကိုအပိုင်သိမ့်ပြီးမှာငဲ့လည်းအဲ့လိုဖြစ်ပြီးမောင်စီပြန်ရောက်လာမလားလို့လေမောင်ဘလို့လို့တမရဖြစ်လာလဲငဲ့ရလေမောင်ငါတခုခုလုံးမောင်တက်တော်ဆောင်နေရငါ့ကိုကြည့်နေမလားမောင်ကြီးနေသူတို့မသိပါဘူးအော်သူရွှဲတယ်လို့ပြန်ပြောလိုက်တော့မောင်ကရှေ့က sorry မောင်လည်းငဲ့ဘက်ကိုကြည့်ဖို့မေ့သွားတယ်ထင်တယ်
မောင်လို့ရတဲ့အောက်ငေကအသားကျနေတာကိုမောင်ကအချိန်မပေးပဲချက်ချင်းပြင်ခိုင်းလိုက်မိတယ်တကယ်ပါပဲမောင်မငေတယောက်ပဲရှိလို့သာနှစ်ယောက်သာဆိုယူမယ်မိုင်းနဲ့တလို့ပြောလာပြီးသူ့ပါတစ်ဖက်ကိုပြက်ကနေလာနှမ်းသည်ငယ်ကမောင်မချစ်တော့ဘူးထင်နေတာငယ်ကိုမောင်ပဲချင်းတွေ့ငယ်ကအမြဲပူပင်ကင်းနေတယ်လို့လေမောင်ရုပ်ကရောအပူသေးရုံမလို့လားငါတယောက်တည်းအဲ့လိုလားအမမောင်တစ်ဖက်သက်တွေးမိပါတယ်မောင်အမှားပါငါလည်းမှားပါတယ်ငါနေနိုင်တာအောင်မတွေးမိပဲမောင်ကနေနိုင်လိုက်တာလို့ပဲအမြဲတွေးခဲ့မိရဲ့ဟုတ်တယ်မောင်ရောငယ်ရောမှားတယ်ခုနောက်မောင်နှစ်ဖူးကိုတစ်ချက်ဆန်းလိုက်ပြီးမောင်ဆေးတောက်ထားလားဟာမမစားခြင်းလို့လူတက်ဆိုလာတော့မောင်ပြစ်မတင်ရသည်မို့ငါဆံမြုပ်ပြုတ်ပေးရမလားပြုတ်ပြီးသားဆံမြုပ်ကိုပဲခွန်ချွင်ကျင်းနေပါပြီသူမျက်လုံးထောက်ကကြည့်လိုက်တော့မောင်ကနေမကောင်းရင်အမြဲညောင်းကိုက်နေတတ်တာငယ်သိရတာနဲ့မောင်ဒီနေမကောင်းတိုင်းထိုးစင်ကြီးတစ်ခုနဲ့လှုပ်စားသည်သူကလည်းပျော်ပျော်ကြီးအလင်းခံပါသည်ပြုတ်ကျသွားသောကြက်သွန်လေးတစ်လုံးအားလည်းမတိချင်အောင်ဆောင်ရည်နဲ့ပေါ့အတခင်ဖြင့်စစ်ဖို့ဆိုဒီမှမဖြစ်နိုင်သည်မို့သူရောမောင်ရောတယောက်ရဲ့အတကိုတယောက်နားလေကထိုအတလေးတွေကိုပါချစ်ပေးဖို့ကြိုးစားမိခဲ့ကြသည်မောင်စိတ်ဆိုးလျင်သူစားချတတ်သည့်အချင်းရောင်အချင်းရင်တန်ကြားကြိုးစားခဲ့ရသည်မချုံခင်ပြည့်ချင်းလေးလဲသူလာခေါ်တဲ့အထိဆောင်ပေးဟုတောင်းဆိုခဲ့သည်မို့မောင်ခင်များအောင်ရင်ပြီးဆောင်ခဲ့ရသည်ဟုဆိုပါသည်မောင်ဒီလဲသူနားမလဲသည့်နေ့ပဲအကြောင်းအတွင်းဆွေးနွေးခိုင်းခြင်းများမလုပ်တော့နိုင်ငံရေးနှင့်ပတ်သက်လာသည့်ကြီးပွားရေးအကြောင်းများကိုသာညှိယူဆွေးနွေးဖြစ်ကြသည်မောင်သည်အချို့သောအခမ်းအနားများသို့အထူးဝဲတဲ့တော်အဖြစ်သူအားဖိတ်လေးရှိသည်လူအများအမြင်တွင်မောင်နှင့်သူသည်အလွန်ရင်းနှီးကြသောမိတ်ဆွေများဖြစ်ကြသည်အခြားသောအမြင်များရှိတော့လေသူတို့မဖြေရှင်းဖြစ်သူလည်းမောင်မိသားစုဘက်သွားလိုက်ဖြစ်ကမောင်သည်လည်းသူ့မိသားစုနေအိမ်သို့အချိန်ရရင်ရတယ်လို့သူ့ကိုခေါ်ကားသွားတွေ့ခဲ့သည်သူတို့ကြား relationship ကိုညီသည့်ကောင်းစဉ်နှင့်မျှမဖော်ပြခဲ့ယနေ့ခေတ်ရင်ကျေးမှုအရာထို့သူလည်းမမေးကြပါမောင်နှင့်သူလည်းညီသူကိုမျှတကူတကားအတိမပေးပဲနေရအစ်စ်များစီရှေ့ဆက်ခဲ့ကြသည်ရှင်ဖွင့်တက်ဖို့ကိုလည်းမောင်ကတေချတင်မိခဲ့ပါသည်သူရင်ဖွင့်ခဲ့သည့်နေ့ကနေဘက်ကအများကြီးရင်ဖွင့်လေမောင်ကငဲ့ကိုပို့ချစ်လေပဲဟို၍မောင်ကသူ့နှစ်ဖူးကိုနမ်းမွေကဆုချခဲ့ပါသည်ငယ်ကမောင်ပြည်သူတွေရဲ့တယောက်ပဲလေမောင်ကပြည်သူ့တန်နာထောင်မှလိုက်ဖြည့်ရှင်းပေးတတ်မှာပေါ့မောင်ကဘယ်ကတင်လာသည့်စကားတွေမှမသိစကားပိုတက်လာပါသည်နှစ်ယောက်စလုံးကအချိန်လူနေရသူတွေမို့အားသည့်အချိန်တွင်အပြေးလွှာတွေ့ရပါသည်မောင်ကသူ့တာဝန်များကိုလည်းမလင့်ဟင်းသလိုချစ်သူတာဝန်ကိုလည်းမလင့်ဟင်းအောင်ဆောင်ရွက်သည်သူသည်လည်းမောင်လိုဖြစ်အောင် time management ကိုတေချာအသုံးချပြီးစူးစမ်းဖြစ်ပါသည်ညီမပင်ပြင်ပန်းနေပါစေရှင်ဘက်ကိုဖွင့်ပြရတော့တစုံတဦးသာရှိနေရင်အရာအလုံးကိုပေါ်ပါဖြစ်ချနိုင်သည်သာခုတစုံတဦးသည်အချစ်ရဆုံးသူဖြစ်နေခဲ့လေတော့အတိုင်းထက်အလွန်မင်း